နိုင်ငံကျော်ထိတ်တန့်မင်းသားဖြ ပါ စ် ရ လာ မီ လို့ ထူ တိုင်း လိုက် ရ တာ င်းသား ကွာ နဲ့အေးဝီကနေ လေး ချေ ရ ချသွားတဲ့စမင်းသားအောင်စဘူးမြန်မာနိုင်ငံမှာတော့ မင်း တော က င်ယုံ ဒီ တန် ဘဝ ဝင်သားတွေဝင်မစည်း ကြိုး နိုင် စား တဲ့ တာ အေး လို့ ဝီ တော့ က မ နဲ့ ထ ချေ င် ချ နဲ့ သွားတာ ဒီဘဝ စ ကြိုး မင်း စား သား တာ အောင် ကြောင့် စဘူးပါ မင်းက အခုဆိုအောင်စဘူးက ပါ တိုင်း ရ ရ မီ င်းသား ကို နဲ့ ထူး အေး တာ ဝီကောင်းမှာစီ မင်း ပြ လို လို ပဲ က်တာ စ ဖြစ် မင်း ပါ သား တ တွေ ယ် အများကြီးပဲ ဒီ ရှိ လို တယ် ကောင်းမျိုးကို ဒါ စို ပေ င်း မဲ့ ရင် လို့ လို့ဖိုးချစ် မ တို့ င်း တော့ လို မ ဘယ် စ သူ ည်းနို အောင် င် မြ ပါ င် ဘူး လို့ ဒါကလေ ကို စ က မ မ င်း င်း သား က အောင်စဘူးရဲ့ချမ်းသာကြွယ်ဝပိုင်ဆိုင်မှုတွေ ပါရ ကြောင့် မီ လို့ဆို ထူး ရ တာ မှာပါ အရင်ဘဝ အား ဘ လုံး ဝ သိကြ ဖြည့် တဲ့ ခဲ့ အ တဲ့ တိုင်း ပဋ္ဌာ ပြည် န်း တွ ဆက် င်း တွေ မိက ပေါ့ ထိ ကွာ တာမန်မထင်မ ဘဝ ရှား ဘ စ ဝ မင်းသား ဖြည့် လေး ခဲ့ ဖြစ် တဲ့ နေတဲ့ ပါရ မင်း မီ သား တွေ အောင် ကြော စ င့်မို့ ဘူး လို့ ဟာအခု ကို ဆို လို ရင် ကံ မြန်မာ တွေ နို ကြော င်ငံ င့်မို့ ရဲ့ လို့ လူပ ဒီဘ ညာ ဝ ချ မှာ စ် လာ အ အ များ ကျိုး ဆုံး ပေးနေတာ အောင် မ မြ င်း င် ကို ဆုံး ဘယ် ရုပ် သူမှ ရှင်မ ပြို င်း င် သား နိုင် ဖြ မှာ စ် မ လာ ဟုတ် နေ ဘူး ပါပြီဒါကလေသူ့ အဲ့ ရဲ့ တော့ စမ်းတဲ့ပရိသတ်အပေါ် ဝယ် လေး လဲ ထား ဝ မှု ယ် တွေ ပေါ့ ကြော ကွာ င့်လို့ဆိုရ မ မှာ င်း ပါ မှာဒီလောက်ပတ်စံ အခု ပေါ် ဆို နေတာ အောင်စ ဝ ဘူး ယ် ပ လဲ ထ ဝယ် မ ပေါ့ ဆုံးတရုပ်ဆောင် ဒါ ထား ပေ တဲ့ မ အညွှ ့ န်းထိပ်ရုပ်ရှင် ဒီ ဇာတ် ဒူ ကား တွေကနေ အ ပြီး တော်လေး တော့ ကို ရ ကြည့်ရှု ထားတဲ့ အားပေးသူ ငွေ များက ကို ဝင်ငွေကောင်းနေတာပါ ကိုအတွက် ဒါ ကြီး အ ပဲ ပြင် လဲ အောင်စ မ ဘူး သုံး က နဲ့ မ အောင် ကြ ပေါ့ကွာ ခင်ကုန်းမောင်နန်းတွင်းဇာတ် ဝက် ကား တင် မှာ နေရာ လည်း လေးတွေလည်း စင် လူတ ကူး န်း မ မ င်း အော နေ င် ရာကနေပါဝင်သရုပ်ဆောင် အား မှာ ပေး ဖြစ် နေ ပါ ပါတ တယ် ယ် ဒီအတွက်ကြောင့်လည်းအောင်စဘူးရဲ့ဝင်ငွေကသိန်းတောင်းချီရှိနေရပါအခုဆိုအောင်စဘူး မြ ဝင် မာ လိုက် ပြ တဲ့ ည် ကား မှာ ကတကယ်ကိုဒိတ်ဒိ ဒီ တ် လောက် ကျဲ ဆို တ ရင် ထေး မင်း လာ က စီး လုံ နို လောက် င်တဲ့ သွား ကား ပြီ လို့သိရတာပါ ကဘာဖြန့် ကြ ဖို့ ည့်ရှု ရ နေ က တဲ့ပ ဘာ ရိသတ်တွေ ပတ် က ဖို့ ရော ရနဲ အောင် လဲ စဘူး ဖြော ရဲ့ ပြ အောင် ဖို့ မြ ရ င်မှု ကြိုး တွေကို စား ဘယ် ကွာ လိုမြင်ကြပါသလဲ